အားလုံးကိုမင်္ဂလာပါလို့ဒီညနေစံစာဆင်ခြင်တဲ့အခါမှာဒီညမှာနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာဒါလေးကိုထပ်ဆင်ခြင်မိလဲဆိုတော့အဖက်ခန်းကြီးလေးအငယ်29မှာရှိတဲ့အကြောင်းအရာလေးကိုဆင်ခြင်မိပါတယ်။ညညူသောစကားတစ်ခုကိုများတဲ့ဒီနှုတ်ထေကမထွက်စေနှင့်ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှာတိဆောက်เสียအဖို့ကောင်းသောစကားကိုသာသုံးဆောင်ကြလောတဲ့တိဆောက်เสียအဖို့ကောင်းသောစကားကိုသာသုံးဆောင်ကြလောတဲ့တခါတလေကျရင်ကျွန်တော်တို့အပြင်ကဝင်လာတဲ့အရာတွေကကောင်းပါတယ်အရန်ကောင်းတယ်ကျွန်တော်တို့မြင်တဲ့အရာတွေလည်းကောင်းတယ်ကျွန်တော်တို့အပြင်ကဝင်လာတဲ့အရာတွေကလည်းကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အထဲကပြန်ထွက်တဲ့အရာတွေကဒါလည်းမကောင်းတဲ့အရာတွေဖြစ်ပါတယ်အဲ့တော့ကျမ်းပိုက်တစ်ပိုက်ရှိတယ်ယာကုပ်ခန်းကြီး1အငယ်19မှာလည်းဗာပြောထားလဲဆိုတော့နာကြားခြင်းကလင်မြန်ကြစေတဲ့စကားပြောခြင်းက၎င်းအမျက်ထွက်ခြင်းက၎င်းနှီးကြစေတဲ့ယာကုပ်ခန်းကြီး1အငယ်19မှာလည်းပြောထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကြားတဲ့အရာတွေကတော့ကောင်းပါတယ်သို့တော်လည်းကျွန်တော်တို့နှုတ်ထဲကနေပြန်ထွက်တဲ့အရာတွေကတော့မကောင်းတဲ့အရာတွေကပိုများပါတယ်ကောင်းတဲ့အရာတွေထက်အဲ့တော့ညှဉ်းညူသောစကားလို့ကျွန်တော်တို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ထင်တာကတော့မရေရာဥစ္စာတွေမကောင်းတဲ့စကားတွေသူများအဲ့လိုမျိုးပြောတဲ့စကားတွေလို့ပဲကျွန်တော်တို့ထင်နေကြတယ်ဒီနေ့ညှဉ်းညူသောစကားတွေကဘယ်အရာတွေလဲဆိုတော့အခါမှာဒီနေ့သူတစ်ပါးကိုအပြစ်တင်ခြင်းတွေသူတစ်ပါးအတင်းပြောခြင်းတွေသူတစ်ပါးကိုဝေဖန်ခြင်းတွေကလည်းညှဉ်းညူသောစကားတွေပဲဖြစ်တယ်အဲ့ဒီလူတွေအဲ့ဒီစကားတွေကိုတဲ့ဒီနေ့ဒီအဖတ်ထဲမှာဘယ်လိုပြောထားလဲဆိုတော့မထွက်ပါနဲ့တဲ့သင်တို့ရဲ့နှုတ်ထဲကနေပြီးတော့မှမထွက်စေနဲ့မထွက်စေနဲ့လို့ဘုရားကပြောထားတာဖြစ်တယ်အဲ့တော့အဲ့ဒီအရာတွေကိုတဲ့ကြားနာသောသူတွေရဲ့အတ္တတာမှာတဲ့တိဆောက်ဖို့ရန်အတွက်ကောင်းသောစကားကိုသာတဲ့သုံးဆောင်ပါတဲ့ကောင်းသောစကားကိုသာပြောပါတဲ့အဲ့တော့သူ့ကိုကျွန်တော်တို့တိဆောက်ဖို့ရန်အတွက်ကောင်းသောစကားတွေဘယ်လိုမျိုးပြောရမလဲသို့တော်လည်းဒီကနေ့တော်တော်များများကအဲ့ဒီအရာတွေမရှိဘဲနဲ့ကျွန်တော်တို့သူတစ်ပါးကိုလဲကြမဲ့အရာတွေမနဲ့တိုင်းကြားရတဲ့အရာတွေမနဲ့တိုင်းပြောနေတဲ့အရာတွေကအတင်းနေဖြစ်နေတယ်တည်င်းပြောရမယ့်အစားအခုတော်တော်များများကအတင်းနေပဲပြောနေကြတယ်အဲ့တော့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာလည်းဒီကနေ့အဲ့လိုမျိုးမဖြစ်ဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုတုံ့တင်နေတာဖြစ်တယ်ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုစကားပြောနေတာဖြစ်တယ်အဲ့တော့ညှဉ်းညူသောစကားတစ်ခုကိုများကျွန်တော်တို့နှုတ်ထဲကကျွန်တော်တို့နှုတ်ထဲကနေမထွက်စေနဲ့တဲ့ကြားနာတော့သူတို့အဖို့တဲ့တိဆောက်เสียကြားနာတော့သူတို့ဒီကြားနာတော့သူတို့ဤအကျိုးကိုတဲ့တိဆောက်စီခြင်းကတဲ့ကောင်းသောစကားကိုသာကျွန်တော်တို့သုံးဆောင်ရမှာဖြစ်တယ်ကျွန်တော်တို့အားဖြင့်သူတို့ရဲ့အတ္တတာတွေဘာတွေတိဆောက်သွားမလဲကျွန်တော်တို့အားဖြင့်သူတို့ဘာတွေကောင်းသောအရာတွေကိုကြားရမလဲဆိုတဲ့အရာကလေအမှန်တမ်းအရေးကြီးတယ်ဆိုတဲ့အရာလေးကိုတိုက်တွန်းလို့ဆိုခွန်အားပေးချင်ပါတယ်ကျွန်တော်တို့ကြောင့်သူတစ်ပါးဒုက္ခရောက်တဲ့အရာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကြောင့်သူတစ်ပါးတိဆောက်เสียဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကြောင့်သူတစ်ပါးရဲ့အတ္တတာကောင်းသောအရာဖြစ်ဖို့ရန်အတွက်အမှန်တမ်းအရေးကြီးတယ်ဆိုတဲ့အရာလေးကိုဒီညမှာခွန်အားရပါတယ်လို့အားလုံးရောက်စင်ဖရင်ကောင်းကြည့်ပေးပါစေ